ဒါကြောင့်ပူတင်ကလူပါဝနေတာဒါကြောင့်ဦးစစ်ကောင်စီလည်းလူပါဝနေတာဘယ်လိုလုပ်ကြမလဲ KNU လည်း BGF နဲ့အဆက်မပြတ်နိုင်ဘူး BGF ကလည်းဒီကဘာကြီးကပြောနေတဲ့ဒီကြားဖြတ်လုပ်ငန်းနဲ့အဆက်မပြတ်နိုင်ဘူးကိုကန်နေဝါတွေတောင်းပလောင်နဲ့တရုတ်နဲ့ဆက်မပြတ်နိုင်ဘူးတရုတ်ကလည်းသူတို့ကိုကင်ထားပြီးတော့မင်းအောင်လှိုင်ကိုကင်နေ KIA လည်းတရုတ်နဲ့ဆက်မပြတ်နိုင်ဘူးတရုတ်ကနေဒီမြေရှားတွေကိုတရုတ်ကိုရောင်းမှသူလည်းပတ်ဆိုင်ရမှာအကုန်လုံးကပတ်လေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါရစေကျွန်တော်တို့ channel ကဆိုရင်နေ့စဉ်ဦးတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းတွေသတင်းများတွေကိုတင်ဆက်ပေးတော့မှာပါကျွန်တော်တို့ channel ကို like subscribe လေးပြုလုပ်ပေးပြီးနေ့စဉ်ကြည့်ရှုစောင့်မျှော်ပေးကြဖို့တိုက်တွန်းအပ်ပါတယ်အဖြစ်ရပါလေအဖြစ်ရပါလေသူတို့နိုင်ငံရဲ့စီးပွားရေးတွေအတွက်တရုတ်နဲ့အိန္ဒိယမှာသူတို့ကုမ္ပဏီတွေသွားထောင်ကြတယ်သူတို့ရန်ငါမပြတ်တဲ့ခါကျတော့အဲ့ဒီနိုင်ငံတွေကိုသူတို့ထိန်းလို့မရတော့ပဲသူတို့ရဲ့ရန်သူဖြစ်တဲ့ရုရှားနဲ့အဲ့ဒီတရုတ်အိန္ဒိယကသပေါင်းတယ်အဲ့ဒီကနေမှရုရှားကအင်အားကြီးလာပြီးတော့သူတို့ကိုဆက်လာတိုက်တယ်အဲ့တော့အနေထားများအရအခုမြန်မာနိုင်ငံမှာမှဖြစ်နေတာမဟုတ်ဘူးကမ္ဘာအခင်းကျင်းမှာကိုအကြက်တဲကြီးရင်ဆိုင်နေရပြီပြောချင်တာကအပြန်ရဆိုင်စီးပွားရေးတွေနဲ့ကိုယ်နိုင်ငံရက်တည်ဖို့လုပ်ကြတဲ့အခါမှာစီးပွားရေးဇုံချဲ့တာပေါ့ဗျာငကူတဲကဥရောပမှာပဲအေးအေးဆေးစီးပွားရေးလုပ်ပြီးတော့စင်မော်ကနေနီးပညာတွေကိုပိတ်ထားပြီးတော့လုပ်ရမှာလीဒါပေမဲ့အဲ့ဒီစင်မော်ကနေနီးပညာကနေအဲ့ဒီလူတွေရဲ့လောဘကြီးလာတာပေါ့ပြောချင်တာကဥရောပမှာရှိတဲ့ဒီ corporation ကြီးတွေရဲ့လောဘကြီးလာမှုနဲ့ရန်သူနိုင်ငံထိပါစီးပွားရေးတွေချဲ့ပြီးရန်သူနိုင်ငံတွေကိုပါအမြင်ကျအောင်လုပ်လိုက်တယ်နီးပညာတွေဖြန့်ပေးတယ်အသိပညာတွေကျအောင်လုပ်ပြီးတော့ globalization ဆိုပြီးတော့သူတို့ရန်ငါမပြတ်ပဲလုပ်ပေးလိုက်တဲ့ကိစ္စကအဲ့ဒီရန်သူနိုင်ငံတွေကရန်သူအတွေးခေါ်တွေကကိုယ်နဲ့အမြဲတမ်းဆက်ကျင်ပြတ်ပဲကိုလိုဘရောမတွေ့ဘူးသူတို့ဒီအာနာရှင်လို့ပဲတွေ့တယ်ဘာသာရေးအဆုံးရောက်တဲ့လူကဘာသာရေးအဆုံးရောက်မှုပဲတွေ့တာတွေ့တဲ့အခါကျတော့နင်လားငါလားကိုယ့်ကိုဒုက္ခပေးမယ်ကိုယ့်ရဲ့ရန်သူဖြစ်နေတဲ့ရုရှားနဲ့ပတ်သက်လာရင်မင်းတို့ရုရှားဘက်ပါမလားငါတို့ဘက်ပါမလားဆိုရင်သူတို့ဒီရုရှားဘက်ကိုပါတယ်အဲ့ဒီအချိန်မှာကိုရီးယားလည်းသူတို့နဲ့စီးပွားရေးအဆက်အသွယ်မပြတ်နေတဲ့ခါကျတော့သူတို့ကိုတားလို့မရဖြစ်နေတဲ့အချိန်မှာအဲ့ဒီရန်သူနိုင်ငံတွေကလူဘာဝစာနဲ့ပဲအခုရုရှားနဲ့ပေါ်တင်ပေါင်းပြီးတရုတ်နိုင်ငံမှာ280ပြည့်ဂျပန်အခမ်းအနားကြီးဆိုပြီးတော့ပေါ်တင်စစ်ရေးပြတွေလုပ်ပြီးတော့စိတ်ခေါ်ပြီးအဲ့ဒီအချိန်မှာစီးပွားရေးကိုပဲဖိလို့အမေရိကန်ကိုအားကိုးထားပြီးတော့ဘာလက်နဲ့မှထုတ်ဖို့မကြိုးစားနေတဲ့စပိန်လိုနိုင်ငံတွေနယ်သာလန်လိုနိုင်ငံတွေကအခုဒုက္ခကုန်ရောက်ပြီသူတို့ကဘာလက်နဲ့မှမရှိဘူးနျူကလ িয়ার လည်းမရှိဘူးအဲ့ဒီချိန်မှာတစ်ချိန်လုံးအီရန်ကနျူကလ িয়ারလက်နဲ့ထုတ်မယ်ကဘာကြီးကအီရန်ကနျူကလ িয়ারနဲ့ပိုင်ဆိုင်သင့်ပါတယ်ဘာညာဆိုပြီးတော့အီရန်ဘက်ကတစ်ပတ်သက်ပြောနေတဲ့လူတွေရှိနေသလိုအဲဆိုရင်မင်းတို့တော့နျူကလ িয়ারလက်နဲ့ပိုင်လာပြီးကဘာကြီးကိုလူငါတို့လည်းနျူကလ িয়ারလက်နဲ့ပိုင်မှရတော့မယ်ဆိုပြီးတော့ဒီဥရောပနိုင်ငံတွေအားလုံးကဆုံးဖြတ်လိုက်ကြမယ်ဆုံးဖြတ်ဖို့အတွက်တွန်းပို့ပေးသလိုဖြစ်နေ embolder လောက်တာခေါ်တာပေါ့ embolder ဆိုတာဗာလေတွန်းအားပေးသလိုပို့ပြီးတော့လှုပ်ချင်လာအောင်တွန်းလှုပ်ဆော်ပေးသလိုဖြစ်ကုန်ပြီအဲ့တော့မင်းတို့မြောက်ကိုရီးယားပဲနျူကလ িয়ারလက်နဲ့ရရင်ငါတို့စပိန်လည်းနျူကလ িয়ারလက်နဲ့ရတင်တာပေါ့ငါတို့ဂျာမနီလည်းရတင်တာပေါ့ဂျပန်လည်းရတင်တာပေါ့အဲ့တော့လူတွေကပြောတယ်ဟာအမေရိကန်ပဲရတင်တယ်စပိန်တို့ဒီအီရန်မရတင်ဘူးလားအဲ့လိုမျိုးပြောရင်ဒီဘက်ကလည်းပြောတော့မှာလေအဲ့လိုမျိုးအနေထားနဲ့ကဘာကြီးကရှုပ်ထွေးလာပြီတဖြည်းဖြည်းရှုပ်ထွေးမှုစလာပြီစစ်ရေးဆွေးနွေးတွေတန်းလာပြီအဲ့တော့နျူကလ িয়ারလက်နဲ့ရသိရင်တော့
အီရန်တို့ဘာတို့ကတော့သူ့မှာနီးပညာရှိလားမရှိဒီဘက်မှာတော့နီးပညာရှိတယ်သူတို့မှာနျူကလ িয়ার ဘုံးတာမထုတ်တာနယ်သာလန်တို့ဒီစပိန်တို့မှာနျူကလ িয়ার ဓာတ်အားပေးစက်ရုံတွေအကုန်ရှိတယ်နျူကလ িয়ার ကိုငြိမ်းချမ်းစွာသုံးနေတယ်သူတို့နျူကလ িয়ার နီးပညာကောင်းကောင်းသိတယ်သူတို့မှာဓာတ်ဒီလက်စစ်စက်ရုံတွေရှိပြီးသားသူတို့ကမသုံးတာအဲ့ရနေမှတကလူကြီးများပြီးတော့နီးပညာတွေတိုးတက်လာတယ်အဲ့ဒီကနတော့ကဒီ social media ကြီးဒီကျွန်တော်ပြောချင်တဲ့ဒီဗာလေအင်တာနက်ကြီးကိုတီထွင်လိုက်တယ်အင်တာနက်ကိုတီထွင်ပြီးတော့တကဘာလုံးကိုချပြပြီးသူတို့စီးပွားရေးအကျိုးမြတ်ငါ domain တွေကိုရောင်းစားပြီးတော့သူတို့တွေပိုချမ်းသာသွားတယ်အဲ့ကနေမှအဲ့ဒီကနတော့ကနီးပညာကိုတက္ကသိုလ်တွေကနေတဆင့်သူတို့ပညာရေးရောင်းစားတယ်ဆိုပြီးတရုတ်ကျောင်းသားအိန္ဒိယကျောင်းသားတွေအားလုံးကိုခေါ်ပြီးတော့လှုပ်ကျွေးကြတယ်အဲ့ဒီမှာဟိုကလည်းအဲ့ဒါတွေအကုန်တက်သွားတယ်ထွင်တာသူတို့ထွင်တာနော်အင်တာနက်ဆိုတာလေ www. ဆိုတာဒါ UK ကပဲထွင်လာတာဒီနိုင်ငံထွင်လာတာအဲ့ဒါကိုသူတို့ကစီးပွားရေးသမားတွေကပိုချမ်းသာတော့နီးပညာတွေဖြန့်ပေးလိုက်တယ်အခုဟိုကအကုန်တက်ကုန်ပြီအခုဆို AI အကုန်တက်သွားပြီအဲ့ဒီချိန်မှာသူတို့ကလူမှုရေးလည်းနေတယ်စီးပွားရေးအင်အားလည်းနေတယ်ခါမှာကြံခဲ့ပြီးတော့ဟိုဘက်ကလူကြီးလည်းများတယ်စီးပွားရေးဒုတယ်လည်းကြီးတဲ့ခါကျတော့ဟိုကပို့ပြီးရင်းနှီးမြှုပ်နှံမှုတွေလှုပ်လာနိုင်တဲ့အခါမှာတရုတ်ကွန်မြူနစ်ပါတီကနေကဘာကြီးကိုလွှမ်းမိုးမှုစီမံကိန်းတွေနဲ့ဒါတွေအားလုံးရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါမှာအခုအလွန်အမတန်ကြီးမားတဲ့ပတ်စံတွေသုံးလာနိုင်တဲ့အခါမှာရှင်လို့မရတဲ့ပုံစံနဲ့ AI ဟာကဘာပေါ်မှာတရုတ်ကရှေ့ဆုံးကပြေးနေပြီအဲ့ဒါဘယ်သူမှရှင်လို့မရတော့ဘူးအဲ့ဒီချိန်မှာသူကကိုရီစီးပွားရေးလုပ်ပြီးလို့သူတို့ကိုမြောက်ပေးလာတော့သူတို့ကဒီနီးပညာတွေပေးထားတော့ကျေးဇူးကိုမမေ့ပဲအမြဲတမ်းသူတို့ဒီကဘာပေါ်မှာငါတို့ကနှိမ်ခံရတယ်ဆိုပြီးငါတို့အချိန်တိုင်းပြန်ပြီးလက်စားချေမယ်ပုံစံနဲ့ဦးတရုတ်ကတကဘာလုံးကိုပြန်ကန့်လန့်တိုက်ပြီအဲ့ဒီချိန်မှာပူတင်ကရုရှားကခေါင်းထောင်လာတဲ့အချိန်မှာအဲ့ဒီပူတင်ဘက်ကနေပေါ်တင်ရပ်လိုက်ပြီသူစီးပွားရေးလုပ်နေတဲ့အမေရိကန်ဥရောပကိုသူကငဲမကြည့်တော့ဘူးသူလည်းသိတယ်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကသူနဲ့စီးပွားရေးမလုပ်ရင်ဒုက္ခရောက်မှာဆိုတာအဲ့ဒီအကွက်ကိုတရုတ်ကနိုင်ခွက်ကိုကင်ထားတာအဲ့ဒါကိုအခုမေဂါလှုပ်ရှားမှုကသမ္မတထရန့်နဲ့ဒီအထက်လွှတ်တော်မဲ့လင်းစီတို့ကမနေ့ကထောက်ပြတဲ့အခါမှာဥရောပကဘာပြောမှမသိဖြစ်နေပြီမင်းတို့ကငါတို့အမေရိကန်ကိုငါတို့ကိုလာပြီးတော့ဆက်ရှင်လောက်ခိုင်းတယ်မင်းတို့အရင်လောက်လိုက်ဦးမင်းတို့ရုရှားရေနံဝင်နေတာမဝယ်ပဲရက်လိုက်အောင်မင်းတို့ပူတင်ကိုမြှောက်ပေးနေတယ်အဲ့ဒီတရုတ်နဲ့အိန္ဒိယကိုမင်းတို့စီးပွားရေးမလုပ်အောင်အရင်ဆက်ရှင်လုပ်အောင်အဲ့ဒီချိန်မှာဒီဘက်ဥရောပကဟက်ကော့ကြီးဖြစ်ပြီUK ဆိုရင်တရုတ်နဲ့အိန္ဒိယနဲ့ကုန်သွယ်ရေးစာချုပ်ရဖို့ငန်းတက်လိုချင်နေတာ။ဘာကြောင့်လဲ။သူတို့ကဥရောပကထွက်သွားတာ။ဥရောပကိုပုံကန်လိုက်တာ။ဘယ်သူကပုံကန်လိုက်တာလဲ။ Nigel Farage ကဥဆောင်တာ။အခုဒီမနေ့ကအလံတွေခြုံပြီးတော့ဆန္ဒလာပြတဲ့လူတွေအားလုံးရဲ့ခေါင်းဆောင် Nigel Farageအဲ့တော့အဲ့ဒီတိုင်းပဲဥရောပသည်တရုတ်နဲ့စီးပွားရေးအဆက်မဖြတ်နိုင်ဘူးအိန္ဒိယနဲ့လည်းအဆက်မဖြတ်နိုင်ဘူးဘာကြောင့်လဲသူတို့ရဲ့စီးပွားရေးလုပ်ငန်းတော်တော်များများသည်တရုတ်နဲ့အိန္ဒိယမှာခြေလွန်လက်လွန်ဖြစ်နေပြီကိုဗစ်ဖြစ်တော့ပဲကြည်လေကိုဗစ်ကတရုတ်ကလည်းပိတ်လိုက်တော့ဥရောပမှာအခြေခံပစ္စည်းတွေအကုန်ပြတ်သွားတာဘာကြောင့်လဲဥရောပကြီးလူ quality of life ပေါ့နော်လူရည်အသွေးမြင်းမြင်းနဲ့ဒီကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝကြီးကိုနေခြင်းလို့ညစ်ပတ်တဲ့အလုပ်တွေအန္တရာယ်ရှိတဲ့အလုပ်တွေဒီပင်မတဲ့အလုပ်တွေစက်ရုံတွေအားလုံးကိုတရုတ်နိုင်ငံကိုရွှေ့ထုတ်လိုက်မယ်အိန္ဒိယကိုရွှေ့ထုတ်ပြီးဥရောပကြီးဇိမ်ခံမယ်ဆိုတဲ့အဲ့ဒီချိန်ကလူကြိုက်များသောနိုင်ငံရေးအတွေးခေါ်ကိုနိုင်ငံရေးသမားတွေလှုပ်ရှားပြီးသူတို့ရဲ့စီးပွားရေးချက်တွေဥရောပဈေးကွက်ပဲဆိုရင်သူတို့က
ဒေါ်လာတန်း1000လောက်ချမ်းသာမှန်းနေတရုတ်နိုင်ငံကနေတကဘာလုံးဖွင့်လိုက်ဒေါ်လာတန်း1000လောက်ချမ်းသာသွားအောင်ပို့ပြီးသူတို့ဒါကြောင့်လေအနောက်နိုင်ငံမှာရှိတဲ့ဇူကာဘက်ပဲကြည့်အနောက်နိုင်ငံမှာကြီးတဲ့ corporation ကြီးတွေဖြစ်တဲ့တခြားလုပ်ငန်းရှင်ကြီးတွေကြည့်ဘီလီယံပေါင်းယာနဲ့ကြီးချမ်းသာကုန်တာသူတို့ချမ်းသာဖို့အတွက်ပြီးတော့ဒီအနောက်နိုင်ငံရဲ့နိုင်ငံရေးသမားတွေကိုသူတို့အနောက်ကနေချုပ်ကင်ထားလို့ရပြီးတော့အခုလို့တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုဈေးကပ်ဖွင့်လိုက်တဲ့အခါမှာနိုင်ငံဒီအနေနဲ့ဘယ်လို့မှသူတို့အဆက်ဖြတ်လို့မရတဲ့အခါမှာတရုတ်နဲ့အိန္ဒိယရုရှားတို့ရဲ့ပါဝင်ဆွတ်ဖက်မှုကိုညှိနှိုင်းရတော့မယ့်သဘောရှိနေပြီဒုသမျိုးကြီးခံရတော့မယ့်သဘောရှိနေပြီအဲ့တော့ကိုတိုင်ရွေးချယ်ထားတာထိုနည်း၎င်းပဲမြန်မာနိုင်ငံကတော်လိုင်းသမားတွေကလည်းသူတို့ကိုယ်တိုင်ရွေးချယ်ထားတာ BGF ကိုသူတို့ရွေးချယ်ထားရတယ်ဗာ BGF ကအခုလို့ပတ်စံတွေထောတာပေါ့ဗျာစစ်တပ်နဲ့ပေါင်းတယ်ပတ်စံတွေထောတော့သူတို့မှဝင်ငွေရှိတယ် KNU ကအဲ့ချိန်မှာဘာဝင်ငွေမှမရှိတော့ BGF ကိုမလှန်နိုင်ဘူးပေါ့ထိုနည်း၎င်းပဲကိုကန့်တွေဝတွေတောင်းပလောင်တွေ KIA တွေကလည်းတရုတ်ကိုပြီးခုပြီးတော့စစ်ကောင်စီကိုပုံကန်နေရတာ